ဒီဟာလေးကကျွန်တော် reference system counting အတွက်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ပေးထားတဲ့ဒီ workflow လေးဖြစ်ပါပေါ့နော် workflow နှစ်ခုပေါ့နော်အဲ့တော့ဘာကိုအဓိကကောက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာအဓိကဒီ Notion နဲ့ချိန်ထားတဲ့ဒီ landing page တစ်ခုရှိရပေါ့အဲ့တော့အဲ့ landing page ကိုလည်းကျွန်တော်တို့ကဒီ domain တစ်ခုနဲ့ကျွန်တော်ချိန်ထားတယ်အဲ့ domain ကိုမှကျွန်တော်ကဒီ sub domain တစ်ခုခွဲလိုက်တယ်ခွဲပြီးတော့မှအဲ့ sub domain မှာကျွန်တော်ကဒီ reference code လေးတွေနောက်မှာကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်အဲ့ code လေးတွေပေါ်မူတည်ပြီးတော့မှကျွန်တော်ကဒီ code တစ်ခုချင်းစီမှာဒါ click ကဘယ်နှခု list ကဘယ်နှခု WhatsApp click ကဘယ်နှခုအဲ့လိုမျိုးကျွန်တော်တို့ပြန်ပြီးတော့ count လုပ်တဲ့ system နဲ့ကျွန်တော်တို့တွားပေးတာပေါ့နော်အဲ့တော့ဒီအားကြောင့်ကျွန်တော်အပေါ်ရန်ကြောပဲကျွန်တော်ပြပေးတာပေါ့နော်တကယ်အသေးစိတ်ကကြတော့ဒီ computation မလို့ကျွန်တော်ပြပေးလို့မရဘူးပေါ့နော်ဘဒူတွေဖြည့်ထားတယ်အဲ့ဒါကြောင့်ကျွန်တော်ပြပေးလို့မရဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးလေးကျွန်တော်တွားလို့ရပါတယ်ကိုယ့်ရဲ့လုပ်ငန်းမှာဒီစချင်းပေါ့နော်သူဆိုလို့ရှိရင်အခုမှစပြီးလုပ်ငန်းကတွားပါမို့လို့ဒီ reference system မျိုးလေးဥမာထားပါတော့ celebrity နဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ link လေးပေးပြီးတော့မှသူ့စီကနေဘယ်လောက်ထိ list ရလဲဘယ်လောက်ထိ click ရလဲဘယ်လောက်ထိကိုယ့်ရဲ့ဒီ if group ကို join လဲအဲ့လိုမျိုးတွေကစကျွန်တော်တို့လုံးဝ detail ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့အဲ့ဒီချိန်ထားတဲ့ website မှာလည်းကျွန်တော်တို့က GA4 နဲ့ချိန်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အသေးစိတ်ပေါ့နော်ဒီ analytics ကိုလည်းပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေကစကျွန်တော်တို့ကလုပ်ပေးတာဖြစ်ပါတယ်ဒါကတော့ဒီ business တစ်ခုအတွက်ကျွန်တော်လုပ်ပေးထားတဲ့အရာတွေကိုပြပြဖြစ်ပါတယ်တချို့ client တွေဆိုလို့ရှိရင်လည်းကျွန်တော်လာမိကြပါတော့ online business တွေပါပြီးတော့နောက်တစ်ခုကကျတော့ဒီ local brand တွေပါလာမိကြရှိအဲ့လိုအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်ကအများတန်းပြောဖြစ်ပါတော့တူတူမျိုးလေးတွေလုပ်ပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းပြောဖြစ်ပါတယ်တကယ်လို့ကိုယ့်လုပ်ငန်းမှာတခုဘာလိုအပ်နေလဲပေါ့နော်ထက်ကလုပ်နေရတဲ့လုပ်တွေမှာကိုကမပါဝင်ကျင်တော့ဘူးဒီ AI ကိုပဲတခါတည်းဒီ automation နေနဲ့ basic ကျင်တယ်ဆိုလို့ရှိရင်အသေးစိတ်ကိုဆွေးနွေးကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ Prime Nova ချက်ပေါင်မှာလာပြီးတော့မှဒီစာလေးပို့ပြီးရပါတယ်ပေါ့နော်ကျေးဇူးမိုက်တပါတယ်